ဖို့တန်ပြန်လာပြီအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ဂျိုင်းမှာကစားခဲ့တဲ့ကာရာဘောင်းဖလားပွဲစဉ်ဆိုတာအသင်းမှာကောင်းကောင်းနေရာမရတဲ့ကစားသမားတွေပုံစံကောင်းပြန်လဲရှာဖွေဖို့လိုနေတဲ့ကစားသမားတွေအတွက်အရေးကြီးတဲ့ပွဲစဉ်တွေဖြစ်ပါတယ်ကာရာဘောင်းဖလားတတိယဆင့်မှာမန်ချက်စတာစီးတီးကလည်းပါဝင်ကစားခဲ့ရပြီးဟက်တာဖီအသင်းကိုအဝေးကွင်းမှာတွားရောက်ရှင်မြန်ကစားခဲ့ရပါတယ်ဒီပွဲမှာလည်းစီးတီးအတွက်ဖေးဖိုဒန်ကဆက်လက်တောက်ပခဲ့ပြီးသွင်းကိုတစ်ကိုရယူပေးခဲ့ပြန်ပါတယ်ဖိုဒန်ဟာပရီးမီးယားလိအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပေမဲ့ပြီးခဲ့တဲ့ရာသီမှာတော့ပြန်လဲကျဆင်းသွားခဲ့ရပါတယ်ဖိုဒန်ကဖွဲ့ထက်ကစားသမားနေရာကနေပါဖယ်ပေးလိုက်ရပြီးစီးတီးမှာရုန်းကန်လာရပါတယ်ဒီရာသီမှာတော့စီးတီးကိုဒဏ်ရာမုန်တိုင်းကစောစောစီးစီးဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်ဒဏ်ရာရကစားသမားတွေများပြားနေတဲ့အသင်းကိုရှေ့ထွက်ပြီးကယ်တင်ခဲ့သူကတော့အကယ်ဒမီကစားသမားလေးဖေးဖိုဒန်ဖြစ်နေပါတယ်ဖိုဒန်ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့ရှင်မြန်ကစားခဲ့တဲ့မန်ချက်စတာဒါဘီမှာတကိုးသွင်းယူပေးခဲ့သလိုပြီးခဲ့တဲ့နာပိုလီနဲ့ချန်ပီယံလိပွဲစဉ်မှာလည်းအာလင်းဟာလန်အတွက်သွင်းကိုဖန်တီးပေးခဲ့ပါသေးတယ်ဖိုဒန်အခုတစ်ပတ်လည်းဆက်လက်တောက်ပခဲ့ပါတယ်ဖိုဒန်ကဒီတစ်ပတ်ဂျိုင်းမှာကစားခဲ့တဲ့ဟက်တာဖီအသင်းနဲ့ပွဲစဉ်မှာပွဲထက်ကစားသမားဖြစ်ပါဝင်ခဲ့ပါတယ်ဒီပွဲမှာခွိုင်ဝီလာကစားသမားအပြောင်းလဲ9နေရာထိပြုလုပ်ခဲ့ပေမဲ့ဖိုဒန်ကတော့ဆက်လက်ပွဲထွက်ခဲ့တာပါဖိုဒန်ကလည်းသူ့ရဲ့ပုံစံကောင်းကိုဆက်လက်ထိန်းသိမ်းထားခဲ့ပြီး18မိနစ်မှာမန်စီးတီးအသင်းအတွက်ဥဆောင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်ဒါအပြင်ဒုတိယပိုင်းစာပေညွှဲသွင်းဂိုးကိုလည်းဖိုဒန်ကပဲဖန်တီးပေးခဲ့ပြီးစီးတီးတို့2ဂိုးပြတ်နိုင်ရရှိလာခဲ့ပါတယ်အပြိုင်ဆိုင်များတဲ့ဘောလုံးလောကကြီးထဲမှာမန်ချက်စတာစီးတီးတို့ပြိုင်ဘက်တွေကိုအမိလိုက်နိုင်အောင်ဖိုဒန်ကလောင်စာတစ်ခုဖြစ်ပေးနိုင်မလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရပါမယ်ကြည့်ရှုပေးခဲ့တာကျေးဇူးအများကြီးတင်ပါတယ်